အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့မှာတော့အမေရိကန်နဲ့အီရန်စစ်မှာဂျားညက်ပြီးတော့တိုင်ပတ်တော့မဲ့ UAE နိုင်ငံအကြောင်းကိုသုံးသပ်ဆွေးနွေးပေးတော့မှာဖြစ်ပါတယ်တော့အမေရိကန်အီရန်စစ်ပွဲတလကျော်လာတဲ့အချိန်မှာအရှေ့လေပိုင်းကကမ္ဘာကုန်သွယ်ရေးအဆက်ရှာနိုင်ငံဖြစ်တဲ့ UAE လက်ရှိမှာဆိုရင် almost ရေလက်ကြားပိတ်ထားတဲ့အတွက်စီးပွားရေးအတော်လေးကိုထိခိုက်နေတာတော့အမေရိကန်အီရန်စစ်ပွဲကြာလာတဲ့ညဒီရေနံစီးဆင်းမှုတွေပြတ်တောက်တဲ့ပြဿနာတွေကြုံနေရတဲ့ဒီ UAE မကြသေးမီက almost ရေလက်ကြားလုံခြုံရေးအတွက်ပဲသူကိုယ်တိုင်စစ်ထဲဝင်လာဖို့သတင်းတွေထွက်လာတော့တကယ်လို့ဒီသတင်းအမှန်လဲဆိုရင်UAE ယူဟာမြောက်ထောင်ချောက်ထဲကိုကိုယ်တိုင်ခုံဆင်းလိုက်တယ်လို့ဖြစ်သွားတယ်လို့ကျွန်တော်မြင်မိတယ်အဲ့တော့ဘယ်ဝင်နေထားရလဲ UAE အကြီးမားဆုံးအားနည်းချက်တစ်ခုရှိတာအဲ့ဒါဘာလဲဆိုရင်အီရန်နဲ့အရန်ကိုဒီကတ်တဲ့ရှက်အဲ့တော့ UAE မှာအမေရိကန်လုပ်တဲ့တပ်တွေပြီးတော့ဒုံးကြီးကာကွယ်ရေးစနစ်တွေရှိတယ်ဆိုပေမဲ့လေဒီဒုံးကြီးမြောက်များအီရန်ဘက်ကရိုင်နယ်ထဲပြစ်လာမယ်ဆိုရင်ဒါကာကွယ်ရေးစနစ်တွေဘလောက်ပဲကောင်းတရားခံတော့တားဆီးဖို့ဆိုတာကတော့လုံးဝဖြစ်နိုင်ဟောနောက်တစ်ချက်ပေါ့အီရန်ရဲ့ဒီဒေါ်လာတောင်းတန်းတန်ဖိုးရှိတဲ့ဒရုန်းတွေဒီဒေါ်လာတန်းရှိတန်တဲ့ဒရုန်းတွေနဲ့ပြန်ပြီးတော့ကာကွယ်ရမယ့်ကိစ္စကUAE အတွက်စီးပွားရေးရတော်လေးကိုစီးပွားရေးလုပ်နေမဲ့ဆက်ဟောနောက်တစ်ချက်ကအမေရိကန်ရဲ့ကာကွယ်ပေးမှုခရီးကိုတွေဒါတွေကလည်းပြီးရော့လာတယ်အဲ့တော့တမိုင်းကြောင်းရပြန်ကြည့်မယ်ဆိုရင်2019ခုနှစ်မှာဒီ UAE မှာပဲကမ်းလွန်စီတင်သင်္ဘောတွေတိုက်ခိုက်ရတဲ့အချိန်ပြီးတစ်ဖက်ကဆော်ဒီရဲ့အမ်ကာရိုရေနံချက်စက်ရုံတွေတိုက်ခိုက်ခဲ့ရတဲ့အချိန်ပေါ့ဒီလိုချိန်မျိုးမှာအမေရိကန်ဘက်ကစီးရေးအကာအကွယ်ပေးမှုတွေအားနည်းခဲ့တယ်အဲ့တော့ UAE အနေနဲ့ပေါ့စစ်ပွဲထဲမှာပါဝင်တိုက်ခိုက်လို့အီရန်ကဒုံးကျည်နဲ့ပြန်ပစ်တဲ့အချိန်မျိုးမှာတော့အမေရိကန်ကအီရန်ဘက်ကိုပြန်ပြီးတော့တိုက်ပေးခြင်းမှာတိုက်ပေးလိမ့်မယ်အဲ့တော့သူ့အနေနဲ့ဘာဖြစ်သွားလဲဆိုတော့တိုက်ပွဲကိုတခြားသူအတွက်တိုက်ပေးပြီးတော့မှရန်မျိုးကိုကိုယ်တိုင်ဆက်ခံရတဲ့ထောင်ချောင်မျိုးဖြစ်သွားတာနောက်တစ်ချက်ပေါ့အာဖဂန်အကော့သဘောတူညီချက်အရပေါ့အစ္စရေးနဲ့ဆက်ဆံရေးတိစောက်ထားတဲ့ UAE အီရန်ရဲ့အဓိကပြစ်မှတ်ဖြစ်တယ်အဲ့တော့အာဖဂန်အကော့အရဒီအစ္စရေးကလည်းအီရန်ကိုတိုက်ဖို့အတွက်UAE ရဲ့လေပိုင်နက်တွေပြီးရှေ့ဆိုင်စကန်တွေအသုံးပြုခွင့်ရသွားမယ်ဆိုရင်အီရန်ရဲ့လက်စားရှိမှုကအစ္စရေးတက်ဆိုင် UAE စီကိုအရင်ဒေသပေါင်းရောက်လာတော့ရင်းနိုင်ငံဖြစ်တယ်ဆိုပေမဲ့အင်ရှမီကန်နာတွေလေချောင်းလိုင်းတွေမှာအဓိကစီးပွားရေးလုပ်တဲ့နိုင်ငံဆိုတော့စစ်ရိတ်တန်းလာတာနဲ့ဒေသတဲ့နိုင်ငံချင်းမျိုးလုံးတွေထွက်သွားအဲ့တော့စစ်ပွဲနိုင်သွားခဲ့တယ်သူ့အနေနဲ့စီးပွားရေးအကြီးကျယ်ထိခိုက်သွားမယ်အနေအထားမျိုးဖြစ်လာတယ်အဲ့တော့အရေးကြီးဆုံးချက်က UAE ရဲ့စီးပွားရေးတက်သွေးကြောဖြစ်တဲ့ရေတိုးထုတ်ဆက်ယုံတွေပြီးလျှက်စစ်တာပြီးဆက်ယုံတွေအားလုံးကဒီနဲ့နီးကပ်တဲ့ကဲရိုးတဲ့တစ်လျှောက်တွေမှာတည်ရှိတယ်တော့ဒီနေရာတွေတိုက်ခိုက်ခံရရင်နိုင်ငံရဲ့တည်ရှိမှုကရပ်ပိုင်းအတွင်းမှာအဆိုးရွားဆုံးအကျက်တဲတွေနဲ့ရင်ဆိုင်သွားဖို့တော့ရှိတာတော့အမေရိကန်ကအခုလက်ရှိအချိန်မှာအီရန်စစ်ကလည်းစွန့်ခွာဖို့အတန်တွေထွက်လာတဲ့အချိန်မှာအမေရိကန်တကယ်စွန့်ခွာသွားရင်အီရန်ရဲ့ရေရှည်ရန်ညှို့UAE နိုင်ငံတစ်ခုပဲဖြစ်သွားမှာအဲ့ဆိုတော့ပြောရရင်ဒီ UAE အနေနဲ့စစ်ပွဲတွေကိုပါလာမယ်ဆိုတဲ့အချက်မှာသူ့အနေနဲ့ပိုင်ဆိုင်မှုအားလုံးကိုလောင်းချထက်ရတဲ့ချက်မျိုးဖြစ်တယ်အဲ့တော့စီးရေးရအောင်မြင်မှုနဲ့စီးပွားရေးရတေချောင်းကျန်စီမှုဆိုတဲ့ဒီချက်နှစ်ခုကြားမှာပဲနိုင်ငံကိုလောင်းချထက်ပုံဩနေရတယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိတာအားလုံးကိုကျေးဇူးတင်ပါတယ်